မြမရိုးရာအနုပညာလက်ရာမြောက်ဓာငါးတွေပြုလုပ်ပုံအဆင့်ဆင့်ကိုလေ့လာကြည့်ရှုကြပါစို့ပထမဦးစွာဓာရိုးအတွက်ဂုံပုံစံကိုကျွမ်းကျင်ပညာရှင်ကစက္ကူပေါ်တွင်အသေးစိတ်ပုံကျမ်းရေးဆွဲပါသည်ထို့နောက်ပတ္တမြားရွှေဒမတ်စကတ်တန်မနီနှင့်အရည်သွေးမြင့်တစ်သားစသည့်အဖိုးတန်ပစ္စည်းများကိုဂရုတစိုက်ရွေးချယ်စုဆောင်းပါသည်ရိုးရာပန်းပဲဘိုတွင်ပန်းပဲဆရာကမီးပူတိုက်ထားသောတံကိုမီးပွားများပွင့်ထွက်သည့်အထိပုံသွင်းထုလုပ်ပါသည်ထုလုပ်ပြီးသောဓားသွားကိုချောမွေ့ပြောင်လက်ပြီးထက်မြက်စေရန်ရေကြောက်တုံးဖြင့်သွေးပေးပါသည်လက်မှုပညာရှင်ကတစ်သားဓားရိုးကိုခုံခေါင်းပုံစံအသေးစိတ်ထွင်းထုပြီးအမွှေးအတောင်များကိုပေါ်လွင်စေပါသည်ဓားဤတတုအစိတ်အပိုင်းများပေါ်တွင်မြမရိုးရာကနုတ်ပန်းများကိုတိမ်မွေ့စွာထွင်းထုပြီးအလှဆင်ပါသည်ကျွမ်းကျင်သောလက်သမားဆရာကဓားအိမ်ကိုတစ်သားဖြင့်ပုံဖော်ပြုလုပ်ပါသည်ဓားအိမ်ကိုစီတင်ပြီးပုတ်တိုက်ပေးခြင်းဖြင့်နက်မောင်တောက်ပေါ်သောအယောင်သွေးကိုရရှိစေပါသည်ဓားအိမ်ပေါ်တွင်ရွှေရောင်အစင်တန်စာများနှင့်ရတနာများကိုဂရုတစိုက်ကပ်လူပြီးအသေးစိတ်အလှဆင်ပါသည်ပြီးစီးသွားသောဓားသွားနှင့်ဓားရိုးကိုပေါင်းဆက်တက်ဆင်ပြီးဓားငါးတွေကိုအသက်သွင်းပါသည်ဓားတစ်ချောင်းလုံးကိုဖုံမို့များကင်းစင်စေရန်တန်ရှင်းရေးလုပ်ပြီးရွှေနှင့်ကြောင်းမြတ်ရတနာများတောက်ပလာစေရန်ပုတ်တိုက်ပေးပါသည်ဤအဆင့်များအားလုံးပြီးစီးသောအခါမြမရိုးရာအနုပညာလက်ရာမြောက်ဓားငါးတွေကိုအောင်မြင်စွာဖန်တီးပြီးစီးပါပြီ